ဟုတ်လားမဟုတ်လားဟုတ်တယ် လော်လိုက်လေ ခလောလာရောက်တယ် လော်လိုက် ဒီလားအေးပြေခုအာကျန်ကနူးဤနေမလို့ဘလို့ပဲ့အောင်လေပြောတော့ပြောဘာစတော့နင်းနေဆွဲနေကွာဒီပါ တယ်ပါ နော်ဘူရောတော့ဘူရောတော့ပဲရောပါပါလေတော့ပါတော့ တမန်နေတော့ ဒီမှာ သူ့မမနဲ့လား ဘက်ကင်းနော်ဘက်ကင်းတော့ရ အေးအဲ့နေပီတူလူသူကရတဲ့ဘဲမလားဒီကိုလည်းမွေးလား မဘဲမှာ ကိုလည်းနဲ့ကိုမွေးကိုလည်းနဲ့ကိုပြင်းနေဟုတ်တယ်လေအလားကြီးချက် ကောတတယ် နော်လား ရလို့လို့ဖြေလို့နော် လူငယ်တော့အောင်ရဲ ရှိတော့တက်လေလာသွား ဒီမှာမြည်ဘူးပဲဘာလို့ပေါင်းနေလဲ ညတူတော့ကျွမ်းတယ်အမကိုရဲ့ပိုင်းမှာ ဘာလို့ခုကလေးပါဆိုနေမှာ သူများမသိရမျိုးဖုတ်ပြီးတော့မနော်အိတ်ထီလားရှင်ဖုတ်ပြီးတော့ညတိလေမီးလုံးကြောက်အောင်နော်နောက်ဆိုကွဲလက်စားတယ်ဒီကောင်နော်ကွဲ ရတာသမီးနော် နောက်ဆိုလိုက်သူ ဒီနိုင်လေ ခေအဲ့နေလေ ကိုနေတယ်တော့မဟုတ်ပါ ပဒေါ်လို့ရှိအောင်ပေါ့ ပါလိုက် အဲ့ကောင်ဒီဟို ဒီချောင်းပြန်ကြော်လိုက် ဟဲ့ကြော် ညတူပြန်ကြော်လိုက် ကြီးအပြောနေရောတော့ ကြာပြောတယ် ညပြောဖားမှာကောင်းမနဲ့ကောင်း မကျဲ ကျုံ ရ easy ရတယ်ဟာဘောပေါ့ဘယ်ဟာဘောလို့ အော်ပြီး အော်ချီတော့ပါ ဒီတော့မှရှူတော့မှလောက်လုံးပြန်လောက်တော့ရအောင် တကူလုံးဖဲလိုက်ရန်ကောင်းရတဲ့စီစဉ်လေးမှာကျွန်တော်တို့ရဲ့ ပြေလိုက် ဒီထားလေးရတော့ရှူရတယ် ဒီမှာတော့တွေ့ရရတော့ညာ အော် ဒီမောဘယ် ဘဲဖေးလေး ရဲ့ တူ ဒီ ရပါ မော ပြီ ဒီနေညပြောဖားမှာကမ်ကျဲဘော ဟုတ်ပါလေဟုတ်ပါတယ် ဟုတ်တာတော့ကြာတယ် ဘေးလေးတော့ပေါ်လာပါပြီ ကြာလေးတယ်ကွာထခုတ်ပြည့်ပြယူဘယ်ပြောလဲမလဲနော် စပယ်ရှယ်လောက်လာတာကျွန်တော်တို့တော်လည်းနေပေမှာပဲရတာနော်ငေးလူဖုတ် ဒီဦးရဲ့ပြေရောဒီလိုက်ပြီးတော့ခေါ်လိုက် shit man ကျေတယ် amazing စီတဲ့မစလာတဲ့ဖိုးလာ